အမေနဲ့မရှိစကားမကြားဘူးသူတယောက်မေရဗုဒ္ဓသာသနာတော်တစ်ခေတ်မှာလူဖြစ်လာပြီးမရှိဆိုတဲ့စကားကိုမကြားဘူးလောက်အောင်ချမ်းသာကြွယ်ဝတဲ့လူတယောက်ရဲ့ဖြစ်ရမှန်ဇလန်းလေးကိုပြန်ပြီးပြောပြချင်ပါသေးတယ်မိရဗုဒ္ဓရဲ့ခမည်းတော်သုဒ္ဓရဏဆိုတဲ့မင်းကြီးမှာညီကို၄ယောက်ရှိတယ်တဲ့အမေရဲ့သုဒ္ဓဒနသုတ်ကောဒနဒေါဒောဒနအမိဒောဒနဆိုတဲ့ညီကို၄ယောက်ရှိကြတဲ့နဲ့အငယ်ဆုံးညီဖြစ်တဲ့အမိဒောဒနသာဂီဝင်ရဲ့ဇနီးကနေတနေ့တော့သားယောက်ျားလေးတူဖွားမြင်ပါတဲ့အဲ့ဒီကလေးဟာချိန်တန်အရွယ်ရောက်စပြုလာတဲ့အခါသူ့ရဲ့ညီတော်နောင်တော်ကစားပေါ်တွေနဲ့အန်သာပြတိုင်းကစားကြတာကိုကြီးကတော့ပါလဲဆိုတော့ရှုံးတဲ့သူကမုတ်ကျွေးတဲ့တဲ့ဖြစ်ချင်တော့အဲ့ဒီနေ့မှာအဲ့ဒီမင်းသားလေးဟာ၃ချိန်လောက်ဆက်တိုက်ပဲရှုံးနေတယ်ရှုံးတဲ့အတွက်မိထံမှာမုတ်ပြန်ပြီးတောင်းခိုင်းပြီးတော့မှတငယ်ချင်းတွေကိုကြွေးရတာပေါ့၄ချိန်မြောက်လဲဆက်ပြီးရှုံးရောအမိထံမုတ်သွားတောင်းခိုင်းလိုက်တော့သူ့မေတော်ထံကမုတ်ကလက်ကျန်မရှိတော့တဲ့အတွက်လာယူခိုင်းတဲ့ကလေးကိုဟဲမုတ်တွေကတခုမှမရှိတော့ဘူးကွယ်လို့ပြောပြီးတော့မှပြန်လွတ်လိုက်တယ်သိတယ်မဟုတ်လားမင်းသားလေးကမရှိဆိုတဲ့စကားတခါမှကြားဘူးတာမဟုတ်ဘူးမဟုတ်တယ်အဲ့ဒီတော့မရှိဆိုလည်းပဲဒီမရှိဆိုတဲ့မုတ်ကိုပဲယူခဲ့ကွာလို့ပြန်ပြီးပြောလိုက်တယ်မရှိဆိုတာလေးတော့ကိုတောင်မှမသိတယ်ငါသားဒီကနေ့တော့မရှိဆိုတာဘာလဲသိစေရမယ်ဆိုပြီးရွှေခွက်ထဲမှာဘာမှမထည့်ပဲအဖုံးဖုံးပြီးတော့မှပြန်လွတ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ရှေးစုတောင်ကောင်းမှုရဲ့အရှိန်ကြောင့်မြို့တော်နဲ့တွေကမနေနိုင်တော့ပဲတဲ့နတ်သုဒ္ဓမုံတွေရွှေခက်ထဲမှာအပြည့်ထည့်ပြီးတော့မှပေးလိုက်တယ်ကလေးတွေကမောစားမလို့အဖုံးကိုဖွင့်လိုက်တော့ဒီမော့ရဲ့အနက်ဟာတစ်မျိုးလုံးကိုမွေးကြိုင်ပြီးတော့မှသွားတယ်တားလို့ကလည်းကောင်းလိုက်တာတဲ့အကျိုးတွေတော့မှစိတ်ဝင်သွားတယ်ဒါနတ်တွေကထည့်ပေးလိုက်တဲ့မုံလေးဒါကိုမသိရှာတဲ့မင်းသားလေးကသူ့အမေကိုချစ်ချင်းပဲပြန်ပြီးတော့မှမေးတယ်မေသားကိုချစ်ရောချစ်သလားတဲ့သားရဲ့ဘလို့မေးလိုက်တာလဲသားကိုအမေကအမေရဲ့မျက်လုံးတွေထက်အမေရဲ့နှလုံးသားတွေထက်အမေရဲ့အသက်ထက်ပိုပြီးချစ်တာပေါ့သားဒါဆိုရင်သားကိုအရင်ကဘာကြောင့်မရှိဆိုတဲ့မုတ်ကိုလုံးမကြွေးတာလေဒီနေ့ပြေးလိုက်တဲ့မရှိမုံမျိုးတစ်ခါမှမစားဘူးဒီကနေ့အစပြီးမေသားကိုချစ်တယ်ဆိုရင်မရှိမုံပဲနေတိုင်းလုပ်ပြီးတော့လို့လေးလေးကပြောတယ်ဒီတော့မှအမေဖြစ်သူကတန်တော်နဲ့မင်းကြီးယောက်ျားကိုပြန်ပြီးမေးကြည့်လိုက်တော့အကြောင်းစုံသိရတော့တာကိုအသားတော်ကရှေးစုတောင်ကောင်းမှုကြီးခဲ့တာလို့ပဲကြီးခဲ့တာပဲသားရဲ့ဘုံကံကြောင့်နတ်တွေကတော့မုတ်တွေထည့်ပေးရတဲ့အဖြစ်ပဲလို့ဒီလိုတွေးပြီးသူ့ရဲ့သားလေးမုတ်စာလို့တောင်းတိုင်းဘာမှမရှိတဲ့ရွှေခွက်ကိုပဲမောက်အိုးပြီးတော့မှပေးလိုက်တယ်အဲ့ဒီမင်းသားလေးဟာနောက်တော့မြတ်ဗုဒ္ဓရဲ့သာသနာတော်တွင်မှာဝင်ရောက်ပြီးယဟန်ပြုတော်အတွင်းမှာပဲတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ယ
နောက်ဆုံးလောကရန်ပေါင်း1000ကိုဖောက်ထွင်းပြီးကြည့်ရှုနိုင်သူတွေထဲမှာအတုမရှိတဲ့ဣတရက်ဝယ်တို့ကိုတောင်စုခုနိုင်ခဲ့ပါတော့တယ်ဒါဟာတခြားသူဟုတ်ရောလာမည်ယေဘုရားရဲ့နောက်ဆုံးပြိဋိဘံစံကမ်းမှာအလွန်အရေးပါလာတဲ့ဘာဗရာဘွဲကြီးကိုဦးစီးဦးဆောင်ရွက်ခဲ့တဲ့အသက်120တောင်ရှိတော်မူတဲ့အရှင်တို့ဒုဒ္ဓမထေရမြတ်ကြီးပါပဲပေါ့ခုဘဝမှာသာလူတရပြည့်စုံပြီးနိဗ္ဗာန်ဘုံမှာခိုးလုံနိုင်ပေမဲ့အရင်ဘဝကတော့သူဟာတကယ်ဆင်းရဲသားလေးတူပေါ့ဆင်းရဲတာမှတော်တော်ကိုဆင်းရဲလွန်းလို့တထေးကြီးတယောက်ရဲ့အိမ်မှာကဲ့ရဲ့မိခိုးနေထိုင်ပြီးအမဲအတွက်မျက်ရည်ပြီးတော့မှစားတော့ရပါတဲ့မိသူမိခိုးကဲ့ရဲ့နေတဲ့တထေးကြီးကအလူတန်းအလွန်အင်မတန်မှဝါသနာပါတယ်တဲ့အမြဲမပြတ်အလူကြီးတွေပြင်းနေတတ်တယ်အဲ့ဒီတထေးကြီးစီမှာမှသူကကဲ့ရဲ့ပြီးတော့မှနေရရှာတာပေါ့တထေးကြီးရဲ့နာမည်ကသူမနာတဲ့သူ့ရဲ့နာမည်ကတော့အန္နဘာရလို့ခေါ်ပါတယ်ဒီနေ့မှာတော့ဥပရိဋ္ဌအမိရတဲ့ပိစိကဗုဒ္ဓအရှင်မြတ်ကြီးတစ်ပါးနိရောဓသမပတ်ဝေသားရာကနေပြီးတော့ထတော့လောကမှာချီးမြှောက်ရမယ်ဆင်းရဲသားကိုဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ကြည့်လိုက်တာတဲ့မြတ်ထမ်းသမားလေးအန္နဘာရကိုတွေ့ပါတယ်ဒါပေမဲ့သူတော်ကောင်းတွေကချီးမြှောက်ခြင်းတိုင်းချီးမြှောက်လို့ရတာမဟုတ်ပါဘူးချီးမြှောက်ခံမဲ့သူမှာမူလကလေးကတရားတရားတက်ခံကအားကောင်းပြီးတော့မှဒီမှာချီးမြှောက်တာပါအနဘာရကလူသားမွေးတာပါတရားတရားကတော့ချမ်းသာတာပေါ့သူ့ကိုချီးမြှောက်ဖို့စွမ်းခံကြွအလားအနဘာရကမြတ်ထုံးကြီးကိုထမ်းပြီးပြိုတဲ့ကိုအဝင်မှာလမ်းမှာဆောင်ကြတာပေါ့ဒီတော့မြတ်ထမ်းသမားကလျှောက်ထားပါတယ်အရှင်ဘုရားစွမ်းရခဲ့ပါပြီလားဘုရားတကားရကောင်းရပါလိမ့်မယ်စွမ်းမရသေးတာကိုရပြီလို့လည်းမပြောချင်ပါဘူးရကျင်တဲ့အတွက်မရသေးဘူးလို့လည်းပဲရေလံမြောင်းပြီးနှစ်ကြောင်းပြီးသွေးဆောင်စကားမျိုးလည်းပဲမပြောပါဘူးရကောင်းရပါလိမ့်မယ်ဆိုတဲ့စကားကိုမြတ်ထမ်းသမားကြားရတော့ကောင်းကင်ကိုမို့ကြည့်တော့လည်းပဲနေကမြင်လာပြီမကြမီမွတ်တဲ့တော့ဒီတော့မြတ်ထမ်းသမားကအချိန်ဆွဲမနေတော့ပဲရှင်ဘုရားဒါဆိုခဏလေးရက်တော်မူပါဘုရားဆိုပြီးတော့မှအင်ကိုပြန်ပြေးသူ့အတွက်ခြံထားတဲ့ထမင်းဝေသူလေးကိုသူ့တနည်းထံကနေအမြန်ယူပြန်ပြေးလာပြီးလမ်းမှာဝမ်းသာကြည်နုံလို့တဲ့သူစဉ်းစားတယ်ကြည်စမ်းငါရှိကလူကျင်တော့လည်းပဲလူတရားမရှိလို့အလူကမဖြစ်ခဲ့လူတရားရှိပြန်တော့လည်းပဲအလူခံကိုမတွေ့ရလို့မလူရပြန်ဒီကနေ့တော့လူတရားကလည်းရှိပြီအလူခံကိုလည်းပဲတွေ့ပြီဒီကနေ့တော့လူဖြစ်ပြီဟဲ့လို့တွေ့ရင်ဥပရိဒ္ဓပိစေကဗုဒ္ဓအရှင်မြတ်ကြီးကိုတပိတ်ကကြည်ကြည်နဲ့နဲ့ကြည်ပဲသူဆုတောင်းတယ်တဲ့ရှင်ဘုရားတပည့်တော်နောက်ဘယ်တော့မှမဆင်းရဲပါစေနဲ့တော့ဖြစ်လျာဘဝတိုင်းမှာမရှိဆိုတဲ့စကားဘယ်တော့မှမကြားပါစေနဲ့မပြောပါစေနဲ့ဘုရားဘယ်တော့မှလည်းဆင်းဆင်းရဲရဲလောက်ကိုင်းမစားပါစေနဲ့မရှိဆိုတဲ့စကားသူများတွေပြောတာတောင်မကြားပါစေနဲ့ဘုရားလို့ဆုတောင်းတယ်ပိစိကဗုဒ္ဓရှင်မြတ်ကြီးကတော့အိစီတံပတ္တိတံဒုံရှံခိပ္ပမေဝသမိတ်သတုသင်တောင်းတဲ့ဆုတွေနဲ့ပြည့်ပါစေလို့ဆုပေးပြီးပြန်ကြွတယ်တဲ့
အဲ့ဒီလိုမြတ်ထမ်းသမားဆုတောင်းပြီးအပြင်မှာပဲသူမနာတထေးကြီးရဲ့အိမ်မှာရှိတဲ့ထီးချောက်တဲ့နတ်ကထီးကျက်ဆောင်နတ်ကသာရုသုံးချိန်ခေါ်တယ်တဲ့ဒါကိုခုမှသာရုခေါ်ရသလားဆိုပြီးသူမနာတထေးကြီးကသူ့အလူကိုသာရုခေါ်တဲ့ထင်မှတ်လို့နတ်ကိုသူကမေးပါတယ်ဟဲ့ငါလူတွေနေတိုင်းပြုတ်နေတာမကြာပြုတ်နေတာကြားတောင်ကြာလာပြီနေကအရင်ကမမြင်ဘူးလားဘာကြောင့်ခုမှသာရုခေါ်တာလဲလို့တထေးကြီးကသူ့လူကိုသာရုခေါ်တယ်ထင်တယ်ဒီနတ်ကိုမေးတော့နတ်ကတထေးကြီးနဲ့လူကိုငါသာရုခေါ်နေတာမဟုတ်ဘူးဒီနေ့တဲ့အိမ်မှာကပ်ရမိကိုနေတဲ့မြတ်ထမ်းသမားအနဘာရဟာသူစားမဲ့ထမင်းတနက်ကိုအငတ်ခံပြီးပိစေကဗုဒ္ဓအရှင်မြတ်ကြီးကိုစွမ်းလူလို့ငါသာရုခေါ်တာငါကြည်ညိုလို့သာရုခေါ်နေတာဤတယ်အံ့ဩစရာကောင်းလိုက်တာငါကြာကြီးအလူတွေပြီးနေတာကိုနတ်ကသာရုခေါ်တာမဟုတ်ဘူးတဲ့မြတ်ထမ်းသမားကထမင်းလေးတက်နဲ့တခါပဲလူရာကိုမှဒီနတ်ကသာရုတွေခေါ်တယ်သူ့အလူကိုငါအလူဖြစ်အောင်လုပ်ရမယ်ဆိုပြီးဟဲ့အနဘာရခမညာမင်းဒီကနေ့လူတယောက်ကိုအလူတစ်ခုကိုပြုတ်ခဲ့သလားဟုတ်ကဲ့ကျွန်တော်ပိစေကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုစွန့်တနက်ကတ်ခဲ့ပါတယ်ခင်ဗျာဒီကွာဒါဆိုမင်းအလူငါ့ကိုရောင်းပါလားတဲ့ဟာတထေးကြီးကလည်းကျွန်တော်ကတသက်ပါမှတစ်ခါပဲလူဘူးတာရောင်းရင်ကျွန်တော်ကုသိုလ်တွေကုန်သွားမှာပေါ့မရောင်းပြရစေနဲ့ခင်ဗျာလက်ပြတစ်ထောင်ပေးမယ်ကွာမင်းရောင်းကျွန်တော်မရောင်းနိုင်ပါဘူးခင်ဗျာကဲကွာဒါဆိုလည်းမရောင်းနဲ့ငါ့ကိုအမြတ်တော့ဝေးတဲ့မြတ်ထမ်းသမားတူဝေသွားပါတယ်ရောင်းတယ်လို့ပဲအမြတ်ဝေလိုက်ရင်သူကုသိုလ်တွေဟာရောများရောသွားနေမလားလို့တွေးပြီးပူပန်မိသွားတယ်။ရောင်းလည်းမရောင်းအမြတ်လည်းမဝေလို့ရင်တထေးကြီးညိုညင်မှလည်းပဲစိုးရိမ်ရသေးတယ်မဟုတ်လား။ဒီတော့ပိသေကဗုဒ္ဓရှင်မြတ်ကြီးသွားရနောက်ကိုပြေးပြီးတော့မှလက်ပြီးမေးတော့တာပဲ။ရှင်ဘုရားခဏရက်တော်မူပါဦးဘုရား။တထဲသမားမိုးကြီးပန်းကြီးနဲ့ပြည်လာတာဘာကိစ္စလဲကွယ်လို့အရှင်မြတ်ကြီးကမေးတော့တပည့်တော်တထေးကြီးကတပည့်တော်ရဲ့ကုသိုလ်ဖို့ပါကကိုအမြတ်ဝေခိုင်းနေပါတယ်ဗျာအဲ့ဒါဝေလို့ဖြစ်ပါမလားဗျာဖြစ်ပါတယ်ကွယ်အမြတ်ဝေလိုက်ပေါ့ဩရှင်ဘုရားရဲ့သူ့ကိုကုသိုလ်တွေအမြတ်ဝေလိုက်တော့တပည့်တော်မှာကုသိုလ်တွေနည်းသွားမှာပေါ့ဖြစ်ပါမလားဗျာတဲ့အဲ့မြတ်ထမ်းသမားဒီကငါဥပမာတစ်ခုပြောပြမယ်တိတိကျကျနားထောင်ပြီးတော့ငါမင်းရင်တင်ကြက်တယ်လို့ဖြေတဲ့မှန်ပါဗျာမိန့်တော်မူပါဗျာဘာတရားမှာအင်ဂျီတရားရှိတယ်ဆိုကြပါစို့အဲ့ဒီရွာမှာတရားလုံးပေါင်မိုက်နေတဲ့အချိန်ရွာဖျားကအင်းဒီမှာစီမီတိုင်းထုံးမယ်ဆိုရင်အဲ့ဒီမိတိုင်ကနေကျန်တဲ့69အိမ်ကမိလာပြီးကူးကြရင်ဘူလမိတိုင်ရော့သွားပါသလားမရော့ပါဘူးဗျာနောက်ထပ်ကူးလိုက်တဲ့မိတိုင်69တိုင်ကရောမီးရောက်သွားသလားရောက်သွားလို့ပူတောင်လေးပါအောင်မယ်ဗျာအဲ့လိုပေါ့ကွယ်ကုသိုလ်ဆိုတာအမြတ်ဝေရင်ပူလို့တောင်တိုးတယ်ကွဝေတာဝေလိုက်ဒီတော့မှသုဗ္ဗရတထေးကြီးကိုအမြတ်ဝေတယ်တဲ့အဲဒီတော့တထေးကြီးကသူ့ရဲ့စည်းစိမ်တွေကိုတဝက်ခွဲပြပါတယ်ဒါကိုသိတယ်ရှင်မင်းကြီးဘုရင်မင်းမြတ်ကလည်းပဲတထေးရာတို့ကိုပေးတယ်တဲ့ဒါကြောင့်သူဟာတနေ့တည်းမှာပဲတထေးကြီးဖြစ်သွားရတာတော့ပေါ့အဲ့ဒီထမင်းတနဲ့အငတ်ခံပြီးလူခဲ့တဲ့ကုသိုလ်ကောင်းမှုကသူ့ကို
မရှိစကားမကြားဘူးသူဖြစ်အောင်ပို့ဆောင်ခဲ့တာပါပဲဘလောက်တော့အားရစရာကောင်းလိုက်ပါသလဲအပြင်သူဟာဘဝတစ်ခုမှာကတ္တဗဘုရားရှင်ရဲ့ရွှေစေရီတော်ကိုစင်မီးတွေလူတန်းပူဇော်ခဲ့တဲ့အတွက်ကြောင့်တဲ့ဒိဗ္ဗစက္ခုဆိုတဲ့ဘိညာဉ်ကိုဝေရုဂုံတို့တွေနဲ့အတူထူးထူးချွန်ချွန်ထက်ထက်မြက်မြက်ရရှိတော်မူခဲ့တာပေါ့မေဘဝဆိုတာသမုဒ္ဒရာရေမျက်နှာထက်မှာခဏတက်တဲ့ရေပွက်လိုပါပဲလို့ပြောကြတယ်မေခဏလေးပဲဖြစ်ဖြစ်ခဏလေးပဲပြတ်သွားခဏလေးပဲဖြစ်ပြီးခဏလေးပဲပြတ်သွားတတ်တဲ့ပရမတ်သဘောကိုညွှန်းဆိုနေတာပေါ့ကသာသမားတွေရဲ့ပတ်ဝန်းကျင်ကစကားတစ်ခုလည်းရှိပါသေးတယ်ကျွေတလက်ကြက်တခုတဲ့သူရှုံးနေပေမဲ့မကြမီကျွေကလေးတက်လက်နိုင်လက်ယုံတဲ့ချက်ချင်းချမ်းသာသွားနိုင်တာဆိုတာကိုရည်ညွှန်းတာပေါ့အခုမြတ်ထမ်းသမားလေးအရဘာလာရဲ့ဘဝကိုပဲကြည့်ပါလားမြတ်ထမ်းနေရင်ကနေမမျော်လင့်ပဲတွေ့လိုက်ရတဲ့ပိစေကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုမထင်မဲ့ပဲလောင်းလို့ပူဇော်ခဲ့တဲ့စွန့်တဲ့ကုသိုလ်ကသူ့ဘဝကိုကယ်တင်သွားလိုက်တာတန်တရားတစ်လျှောက်လုံးပါပဲနောက်ဆုံးဘဝမှာရှင်နုရောဓပရိမေကြီးအဖြစ်နဲ့အာသောကင်းကွာယဟန္တာပရိမေကြီးဖြစ်ရတာလဲဒီဒါနရဲ့အကျိုးဆက်တွေကြောင့်ပေါ့ယာသနိဗ္ဗာနတံပတိသဗ္ဗမေတေဝလပ္ပတိဒီဒါနပါပဲနိဗ္ဗာန်ချမ်းသာကိုလည်းပဲရနိုင်တယ်ဒီဒါနကပဲနိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်ဆိုရဲမြတ်စွာဘုရားရဲ့တရားတော်ကိုသက်သေထူလိုက်တာပါပဲပေါ့ဗုဒ္ဓလောကနုကမ္မကမြတ်ဗုဒ္ဓဟာလောကသားတွေကိုစောင့်ရှောက်တော်မူတယ်မြတ်ဗုဒ္ဓမှာမဟုတ်ပါဘူးသူတို့တင်သူတို့ကောင်းတွေလည်းပဲချီးမြှောက်ဖို့အစဉ်သင့်ကြည့်ရှုတော်မူနေကြတာပါကိုယ်မှာအမြဲတမ်းအစဉ်သင့်ရှိနေစေသင့်တာကတော့တရားတရားပါတရားတရားရှိမှသူတို့ကချီးမြှောက်နိုင်ကြတာလေတရားဆိုတာယုံကြည်ခြင်းပါတဲ့အမေယုံမှကြည်တာပါအမေရောယရဏသုံးပါးနဲ့ကံကံရဲ့အကျိုးကိုယုံပါသလားကံကံရဲ့အကျိုးကိုတကယ်ယုံကြည်တဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအယူမှန်အမြင်မှန်ရှိမှလည်းဒီလိုကောင်းမှုကုသိုလ်မျိုးတွေကိုလုပ်နိုင်တာပါခုတော့လောကကြီးမှာကံကံရဲ့အကျိုးတွေကိုယုံကြည်ပါတယ်လို့နှုတ်ကပြောနေကြပေမဲ့တကယ်တမ်းမှာကိုယ်တည်တည်ချာချာရှုံးသလားလို့ပြန်မေးရလောက်အောင်တတ္တိရှိတဲ့သူတွေသိပြီးမများလာပါဘူးမီဖြစ်နေတာကရမယ်ဆိုရင်ဘာနှဖူးကိုတိုက်တူးဖို့ဘုံမလေးတက်ကြပါမယ်မြတ်ဗျာကဒါနဟာနတ်ပြေယောက်ျောင်းဇောင်းတန်းလေကားကြီးတပွဲလို့ဘယ်လိုပဲပြောပေမဲ့တကယ်ယုံမှပဲဖြစ်နိုင်တာပါပြီဒီကနေ့မနေ့ပြန်တည်သွားကြမယ်ဆိုရင်ဒါဟာသာသနာနဲ့ဥစားကွဲသွားကြတာပါပဲဟိုဒီကဘာကြီးမှာတရဝတဝတယောက်ရဲ့အယိုးတွေအသားတွေကနေဖြစ်လာတဲ့နောက်ထပ်မြေကြီး73မိုင်မြင့်တဲ့မြင့်တက်လာပြီးတော့မှဒီဖျားဒီတရားနဲ့ဒီတန်ခါဆိုတာနောက်ထပ်ပေါ်လာတော့မှာပါဒီလိုနောက်ဘဝနောက်အချိန်ဆိုတာမသေးကြလာတာကြောင့်ဒီဘဝဒီအချိန်ဒီအခွင့်ကောင်းကြီးကိုပဲလက်လွတ်မခံပဲပိုင်နိုင်စောက်ကိုင်းမိအောင်ကြိုးစားရမှာမဟုတ်လားမီး